တန်းစင်ကြပါမိတ်ဆာမီတော့ကိုအောင်မြတ်စွာတန်းတင်ပြီးတဲ့နောက်မှာတော့ရှောင်းရနဲ့ရွှေရတို့မဟာမိတ်ရှိရာစီကိုပြန်လာခဲ့ကြပါတယ်။လန်ခီရဲ့တနေရာမှာတော့ကောင်းကင်အိမ်တော်မဟာမိတ်ရဲ့ပြင်မမဟာမိတ်ဖွဲ့သားတွေမိတ်ဆာမီကြောက်ကိုတွေးယူနေကြပါတယ်။ဒီတစ်ခေါက်မဟာမိတ်ဖွဲ့ကိုကြောက်တွေပို့ပြီးရင်အတွင်းပိုင်းမဟာမိတ်ဖြစ်ရာတို့တိုးနှံမိမှုပြောနေကြပါတယ်။မကြာလိုက်ခင်မှာပဲသူတို့မိကြောက်တင်နေကြတဲ့နေရာကိုဝိညာဉ်ပေးမကလူတွေရောက်လာပြီးသူတို့ပိုင်နဲ့မှာမိတ်ဆာမိကြောက်လာတူးဖော်နေတဲ့ဆိုကပိုင်စုံပိုင်နဲ့ပြောဆိုလာပါတယ်။အဖွဲ့ကောင်းဆောင်ကလည်းတရားမယ်ဆိုရင်တော့တက်နိုင်ဆုံးရင်ဆိုင်သွားမှာမို့နှစ်ဖက်သားပြင်းထန်တိုက်ခိုက်ကြပါတယ်။တရားချင်းမမျှတတာမို့မဟာမိတ်ဖွဲ့လည်းမရှုမလားရှုံးနေရပါတယ်။နောက်ဆုံးဖွဲ့ကောင်းဆောင်တည်ဆုံရတော့မဲ့ဆဲဆဲမှာချွမ်းတို့ရောက်ရှိလာပြီးအားလုံးကိုကယ်တင်ပေးလိုက်ပါတယ်။ဝိညာဉ်ပေးမယ်ကလူ၁၀ယောက်လောက်ကိုလည်းတစ်ချက်ထဲနဲ့အဆုံးသတ်ပေးလိုက်ပြီးနောက်မှာတော့ဖွဲ့ကောင်းဆောင်လည်းကေတီရှင်ကဘယ်သူလဲဆိုတာကိုသိချင်လာပါတယ်။ချောင်းရန်ကအဆင်ပြေရလားလို့မေးလိုက်တဲ့အခါဖွဲ့ကောင်းဆောင်ကကျေးဇူးတင်ကြောင်းပြောကြပြီးကောင်းကင်အိမ်တော်မဟာမိတ်အတွက်မိတ်ဆာမိကြောက်တွေတူးဖော်ရင်းတိုက်ခိုက်ခံနေရတာဖြစ်ကြောင်းကိုရှင်းပြပါတယ်။ချောင်းရန်လည်းပြမအိမ်တော်မဟာမိတ်ဆိုတဲ့အတန်ကိုကြားတော့သူတန်းစင်နေတဲ့အချိန်တွင်းမှာမဟာမိတ်ဖွဲ့ကြီးတော်တော်တိုးတက်လာခဲ့တာကိုသိလိုက်ရပြီးအားရကျေနပ်နေပါတယ်။အငယ်သားတွေကိုကုသဖို့ရှောင်းရန်ကဆေးတွေထုတ်ပေးလိုက်တဲ့အခါဒီနောက်မှာဝိညာဉ်ပေးမယ်ရဲ့ဘေးမဲ့ခွဲတစ်ခုရှိနေသေးတာမလို့အဆောင်နေတည်သွားတာကိုသာသိရင်ဒါတိုက်နိုင်သေးကြောင်းကိုပြောပြပါတယ်။အဲ့ဒီဘေးမဲ့ကိုတော့ခြေတပွင့်တိုင်းဆိုစဉ်အဆင့်ကအုပ်ချုပ်နေတာဖြစ်ပါတယ်။ဒါကိုကြားတော့ရှောင်းရန်လည်းဖွဲ့ကောင်းဆောင်ကိုလမ်းပြခံပြီးမျက်စိတမိတ်အတွင်းမှာဘေးမဲ့ခွဲတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။တည်ရီဖွဲ့ကောင်းဆောင်လည်းရှောင်းရန်ရဲ့ဆွမ်းကြောင့်အားအသင့်ပြီးကျန်တဲ့လက်အောက်ငယ်သားတွေကိုပြောပြလိုက်တဲ့အခါရှောင်းရန်ကိုနတ်သူတော်စင်ဆင်းလို့တောင်ထင်မှတ်သွားကြပါတယ်။ဒီကိစ္စပြင်းရဲ့မဟာမိတ်ရဲ့တွင်းမိုင်းတစ်ပည့်ဖြစ်သွားပြီမို့မင်းတို့ကိုရှောင်းရန်ကလာခိုင်းတာလို့ပြောလိုက်တဲ့အခါအားလုံးလည်းသူတို့ကိုကူညီပေးတဲ့သူကမဟာမိတ်အဖွဲ့ရဲ့ခေါင်းဆောင်ငယ်ရှောင်းရန်ဖြစ်ကြောင်းကိုတည်သွားကြပါတယ်။ရှောင်းရန်ကမိတ်ဆာကဏ္ဍရလေယာဉ်နဲ့ပိတ်သွားပြီးတဲ့နောက်အလဲပိုင်းကုန်းမြေမှာဘာတွေပြောင်းလဲသွားသေးလဲမေးလိုက်တဲ့အခါရှီမျိုးနယ်စုပြောက်ွယ်သွားမှုနဲ့ရှင်းရောက်မျိုးနယ်စုကြီးသုံးခုမဟာမိတ်ဖွဲ့လိုက်တဲ့တဲ့တင်ကိုကြားသိလိုက်ရပါတယ်။ဒီတဲ့တင်ကိုကြားတော့ရွှေရလည်းကုမျိုးနယ်စုကိုစိတ်ပူသွားပြီးပြန်ဖို့ဖြစ်လာပါတယ်။ရှောင်းရန်လည်းလန်ခီးမှာဂယုစိုက်ဖို့နဲ့ကိစ္စတွေပြီးသွားရင်လာရှာပါမယ်လို့ပြောရင်နှုတ်သားနှုတ်ဆက်လိုက်ရပါတယ်။ကျေးဆိုင်မှာတော့မကြခင်ရောက်ရှိလာတော့မဲ့ကျူးကြတော်တော်တိုက်ပွဲအတွက်ဝိုင်းဝန်းပြင်ဆင်နေကြပါတယ်။ဒီတစ်ခါဝိညာဉ်ပိမှန်ကိုဟွန်မျိုးနယ်သူကနေအကျော်မိုးတွေများကြီးဆေးလုပ်ပေးထားပြီးအဲ့ဒီထဲမှာတတိထားရဆုံးကကျေးလျှောက်ပွင့်တိုင်းသူတော်စင်မှာရှိနေတဲ့ဝင်းရှံမောဖြစ်ပါတယ်။ရှင်းအောင်မျိုးနယ်သူပြောက်ွယ်ထားတာမို့မျိုးနယ်သူသုံးခုမဟာမိတ်ကလည်းပြင်ပတိုက်ပွဲတွေကိုဝင်ပါပေးနိုင်မှာမဟုတ်ပါဘူး။ကျင်းရနာကိုညီပေးမယ်ဆိုအခက်အခဲများကြီးကိုရောချနိုင်မယ်ဆိုပေမဲ့ကျွန်းသုံးကျွန်းမဟာမိတ်ကမတည်ငြိမ်သေးတာမလို့မျိုးနယ်သူကိုစောင့်ကြဖို့လိုအပ်နေပါသေးတယ်။ဟွန်နဆိုးဖိုးကြီးကိုတော့ရှောင်းချံကထိပေးထားနိုင်ပြီးဟွန်မြရှမ်းကိုတော့တရားရောက်ကတောင်းဝင်ယူပေးရမယ်လို့ပြောနေတဲ့ချိန်ဗိမ္မာတခင်ကိုတော့သူ့တောင်းဝင်ယူလိုက်မယ်ဆိုတဲ့အတန်နဲ့တူရှောင်းရပြန်ရောက်လာခဲ့ပါတယ်။ရောက်ရှမ်းပါဝင်အားလုံးလည်းထွက်ကြကြပြီးဘယ်သူမှမလုံနိုင်ဘူးထင်ထားတဲ့အရာကိုရှောင်းရန်ကတတ်သိနိုင်ခဲ့တာမို့ဆရာဖြစ်သူရောက်လောင်းကသူ့တပည့်ကိုချီကျူးမဆုံးဖြစ်နေပါတယ်။ခုလက်ရှိအင်အားနဲ့ဆိုဟွန်မြရှမ်းကိုတယောက်တည်းရင်ဆိုင်နိုင်တော့ပြီမို့အဆုံးဖြတ်တိုက်ပွဲအတွက်ပြင်ဆင်ပြီးသားဖြစ်သွားပါတယ်။ချောင်းရီရှမ်းကလည်းရှိုင်းနယ်တယောက်ကျိုးကျိုးမထဏမြည်တဲ့ဝင်သွားတာပြန်မထွက်လာသေးပဲအောက်တီလည်းဝင်ကြည့်လို့မရတာမို့အရှင်တွေကိုတိကျမသိရသေးကြောင်းကိုပြောပြပါတယ်။ချောင်းရလည်းရှိုင်းနယ်တကားပိတ်ကျင်ကြတာကြာလုံးပေမဲ့တိုက်ပွဲကြီးပြီးသွားတဲ့နောက်မှာပဲကျိုးယုံမြင်တဲ့ငရဲမွေမျိုးနယ်သူကိုတောင်းရတော့မယ်လို့ပြောလိုက်ပါတယ်။နောက်တနေ့မှာတော့ကျူးကြတော်ထုတ်ရဲ့တိုက်ပွဲလေးကိုရောက်လာခဲ့ပြီးရောက်ရှမ်းတဲ့ချောင်းရတို့လည်းတိုက်ပွဲအင်အားတက်စေမဲ့မိကွန်းလေးကိုပြောကြပါတယ်။ဒီနှစ်တွေတွင်မှာဗိမ္မာန်ခွဲတွေကမဟာမိတ်ဖွဲ့ကိုမကြာခဏတိုက်နေပြီးဒီလိုစိန်ခေါ်လာတာကိုလည်းရင်းရစွာတုံ့ပြန်ပြီးအသက်ပေးတိုက်ခိုက်သွားမယ်လို့ရောက်ရှမ်းကပြောပါတယ်။ချောင်းရန်ကလည်းသူတို့ချောင်းမျိုးနယ်စုကိုတိုက်ခိုက်နေတာကနမှုတာတစ်ခုသာဖြစ်ပြီးနောက်ပိုင်းဆိုရင်လဲမိုင်းကုန်းမြေတစ်ခုလုံးကိုဖွံ့မျိုးနယ်စုကအုပ်စိုးဖို့ရည်ရွယ်ထားတာဖြစ်ကြောင်းကိုပြောပြပါတယ်။ဒီတစ်ခေါက်တိုက်ပွဲကသူ့ရဲ့လက်စားရှိလိုမှုအတွက်ဖိတ်ခေါ်တာမဟုတ်ပဲသူနဲ့တူပခုံးရင်းရှင်ပြီးဝိညာဉ်ပေးမှန်ကိုမောင်းထုတ်နိုင်မှုတောင်းဆိုတာဖြစ်တယ်လို့မဘာဘာနဲ့ပြောလိုက်တဲ့အခါအားလုံးလည်းတိုက်ပွဲဝင်မှုတွေးကြလာကြပါတယ်။ကောင်းကင်အိမ်တော်မဟာမိတ်ရဲ့ဝိညာဉ်ပေးမှန်တို့ကြားပြည့်တဲ့တိုက်ပွဲကြီးဖြစ်တော့မယ်ဆိုတဲ့သတင်းကအလဲပိုင်းကုန်းမြေတစ်ခုလုံးပြန့်နှံ့သွားတာမို့အားလုံးသောမျိုးနယ်စုဝင်ကြီးကဲတွေလည်းကြွေးကြတောက်ထုတ်ကိုရောက်ရှိလာကြပါတယ်။တိုက်ပွဲနေရာကိုဝိညာဉ်ပေးမှန်ကလူတွေရင်ရောက်လာကြပြီးခွင့်မြရှမ်းနဲ့ခွင့်နှဆိုးဖိုးကြီးပါဝင်တိုင်းသူတော်စင်9ယောက်ထပ်ပေါ်လာခဲ့ပါတယ်။ချောင်းရတို့ရောက်မလာသေးတာမလို့ကြောက်နေတာလားလို့ပြောလိုက်တဲ့အခါငါတို့ကောင်းကင်အိမ်တော်မဟာမိတ်ကဘသူကောင်မှကြောက်မနေဘူးဆိုတဲ့အတန်နဲ့တူရှောင်းရန်ရှောင်းရှန်ရောက်ရှမ်းတို့ပြင်တိုင်းသူတော်စင်10ယောက်ထိထပ်ပေါ်လာခဲ့ပါတယ်။ဒါကတော့ကောင်းကင်ဘုံစိုးစစ်ပြိုင်ခြင်းအပိုင်း196ဖြစ်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။